ကဲလုံးဝမင်္ဂလာပါဒီတစ်ခါပြောပြချင်တဲ့အကြောင်းအရာကအဖိုတိုနဲ့တွေ့အကြောင်းလေးပတ်သက်လို့ပါသူကတီးတဲ့အတိုင်းပဲအဖိုတိုနဲ့တွေ့ကရွက်တိုက်တဲ့နေရာမှာနေရောက်မရှိဘူးသူများကိုပြန်ပြောတဲ့နေရာမှာသူကနာအောင်ပြောတတ်တဲ့ပဲဒီကောင်ပဲပြောတတ်တဲ့ကောင်အဲ့တော့ဒီခါဘာရွက်တိုက်တယ်လဲဆိုရင်အဲ့ဒါတော့ကြာခဲ့ပေါ့ဒါပေမဲ့ဘောချလို့ပြန်ပြောပြတာဖြစ်တယ်ဟိုဒေါ်နယ်ကျော်ကဒီအင်ဖြူတော်ကိုပြန်ဖြိုနေတယ်ဖြိုပြီးမှသူကအစ်စ်ပြန်ဆောင်အကလုံးအစ်စ်ပြန်ဆောင်ဒီဘောလုံးကိုအစ်စ်ပြန်ဆောင်မှာဖြစ်တယ်ဆိုတော့ဘောရဲ့အစ်စ်ပြန်ဆောင်ဆိုတော့အေပီတို့ဖြိုနေတဲ့အချိန်မှာအရင်ကသူနဲ့ဗာလဲတမန်တော်ပြန်ခဲ့တဲ့ဒီ Hillary Clinton ကဘာရေးတယ်လဲဆိုရင်သူ post ဘယ်လို post လဲဆိုရင်ဒါကသူ့အိမ်မဟုတ်ဘူးပေါ့ဒါကငါတို့ USA နိုင်ငံသားတွေရဲ့အိမ်ပေါ့အဲ့လိုပြောတယ်အဲ့လိုသူကအဲ့လိုပြောတာနော်သူကဒီရောက်ဖြစ်စီနေတယ်ပေါ့အဲ့လိုပြောတာအဲ့လိုပြောရင်မှာ Donald Trump reply ဘယ်လိုပြန်လုပ်လဲဆိုရင်ငါအဲ့ဒီ ballroom ကိုတဲ့အဲ့ဒီ ballroom ကိုနာမည်တစ်ခုပေးလိုက်ပဲတဲ့ဗာလဲဆိုရင် Monica Lewinsky ballroom ဆိုတာနာမည်ပေးလိုက်မယ်တဲ့ဘယ်လောက်ထိရွက်တိုက်လဲဆိုရင်ဒီ Monica Lewinsky ကဘာတူလဲဆိုရင်အရင်ကသူ့ယောက်ျားနဲ့ဖောက်ပြန်ခဲ့တဲ့မိန်းမနာမည်အဲ့ဒီအိမ်ဖြူတော်မှာသူ့ယောက်ျားအရင်ကတမန်တော်လုပ်ခဲ့တာတမန်တော်လုပ်တဲ့အချိန်မှာအဲ့ဒီ Monica Lewinsky ကစရင်ကင်ပေါ့သူနဲ့အတူအမှသူ့မိန်းသူ့ယောက်ျားလေးဖောက်ပြခဲ့တဲ့မိန်းမအဲ့ဒီမိန်းမနာမည်ကိုသူကနာမည်ပေးလိုက်ပဲဆိုတော့အရွက်တိုက်ပြီးပါဘယ်လောက်ထိအရွက်တိုက်လဲဆိုတာအဖို့တော်ရချက်ပေါ့နော်ကျောင်းအရွက်တိုက်တဲ့နေရာမှာနေရောက်မရှိဘူးလား